ဒီကောင်မလေးကတယောက်ယောက်လိန်ညာနေတဲ့အခါတိုင်းမှာသူမိတ်နားရများတုံခါလာတတ်ပါတယ်ဒီစွမ်းကြောင့်ပဲလူဆိုးကောင်းတစ်ခုကတစ္ဆာဖောက်တစ်ယောက်ကိုရှာဖွေပေးဖို့အတွက်သူမကိုတောင်းဆိုလာခဲ့ပါတယ်အဲ့ဒါကြောင့်ကောင်မလေးကသူ့ရှေ့မှာကျူးနဲ့တုံနှောင်ထားတဲ့ဂိုင်းသား၃ဦးကိုမေးမြန်းဖို့ကပ်နေစတင်ပါတယ်ပထမဆုံးလူကိုသတင်းချက်လက်ကိုတင်ပေးခဲ့သလားလို့မေးတဲ့အခါမှာတော့သူကရဲရဲတောက်တောက်မဟုတ်ဘူးလို့ဖြေခဲ့ပါတယ်ဒုတိယလူထံကိုလည်းအတူတူမေးတဲ့အခါသူလည်းမဟုတ်ဘူးလို့ညှင်းဆိုပါတယ်တတိယလူကတော့မေးကိုအမမေးခင်တုံးကလေးကမဟုတ်ဘူးလို့ပြောလိုက်ပါတယ်လူ၃ဦးလုံးရဲ့ဖြေဆိုချက်တွေမှာကောင်မလေးရဲ့နားကတုံခါမှုမရှိခဲ့ပါဘူးဒါကြောင့်သူမကဂန်စတာကိုလူ၃ဦးလုံးသတင်းချက်လက်ပေးတဲ့သူတွေမဟုတ်ပါဘူးလို့ပြောလိုက်ပါတယ်ဒီနောက်မှာတော့ကောင်မလေးရဲ့အရေးချင်းကိုမေးခွန်းထုတ်သူတဦးကသူမအနားကနောက်ကျောမှာရှိနေခဲ့ပါတယ်သူ့ကိုတန်တရားဖြစ်လာခဲ့တာကြောင့်ကောင်မလေးကသူ့ကိုလည်းမေးမြန်းပါတယ်ပထမမှာတော့အဲ့ဒီလူကမဖြေချင်းဖြစ်နေခဲ့ပါတယ်သူတို့အကြီးကဲကဖြေဆိုဖို့ဖိအားပေးတဲ့အခါမှာတော့မဟုတ်ဘူးလို့ပြောလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီစကားတွေကောင်မလေးရဲ့နားထဲကိုရောက်လာတဲ့အခါကောင်မလေးရဲ့နားကတုန်လှုပ်လာခဲ့ပါတယ်ဒါကြောင့်ကောင်မလေးကဂန်စတာကိုဤလူကတကယ်တန်တရားရှိတဲ့သူပဲလို့ပြောလိုက်ပါတယ်ဒါနဲ့ဂန်စတာကသူ့ရဲ့ချောင်းထောက်ကိုကန်ပစ်လိုက်ပါတယ်